ဒီနေ့လေ့လာရမယ့်သင်ခန်းစာကကြည်ပြတို့ purchase price နဲ့ sale price ရဲ့ကြားထဲမှာသတ်မှတ်ထားတဲ့ amount တစ်ခုပေါ်မှာဘယ်လောက်ပါစံရာခိုင်နှုန်းတင်ထားလဲပေါ့နော်ဈေးတင်ထားလဲဆိုတာကိုသိကျင်တယ်ဒါဆိုရင်ဘာ function တွေကိုသုံးပြီးတော့မှရာခိုင်နှုန်းကိုရှာလို့ရမလဲဆိုတာကိုဆက်ပြီးတော့မှလေ့လာကြပါမယ်နော်အဲ့တော့ဒီမှာကသူ့ရဲ့ purchase price ကဘယ်လောက်လဲဆိုရင် 50.25 အဲ့ဒီမှာသူ့ရဲ့ sale price ကဘယ်လောက်လဲဆိုရင် 66.34 ရှိတယ်ပေါ့နော်ဒါဆိုရင်ကြည်ပြတို့တွေအနေနဲ့ကဘယ်လောက်ပါစံလဲဆိုတာကိုအရင်ဦးဆုံးအနေနဲ့ခံမှန်းအရင်တွက်ပေးရတယ်ပြီးပြီဆိုတဲ့အခါကျမှကိုလိုချင်တဲ့ 66.34 ကိုရှာပေးရတယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာတစ်ချက်ကြည့်လိုက်မယ်ဆိုရင်50.25 ကို 66.34 ရဖို့အတွက်ဆိုရင် percentage ဘယ်လောက်ဆိုတာကိုကိုကမသိဘူးဒါကြောင့်မလို့ percentage ဘယ်လောက်ဆိုတာကိုမသိတဲ့အတွက်ကြောင့်မလို့ခံမှန်းပါစံနဲ့ပဲအရင်ဆုံးတွက်မယ်အဲ့တော့ဒီမှာခံမှန်းပါစံကို15ရာခိုင်နှုန်းလောက်ထားလိုက်မယ်15ရာခိုင်နှုန်းထားလိုက်တယ်ဆိုလို့ရှိရင်50.25 ရဲ့15ရာခိုင်နှုန်းကဘယ်လောက်လဲပေါ့နော်ဒါဆိုရင်ညီမချင်းထိုးမယ်50.25 ကိုသွားယူမယ်ဈေးတင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါင်းမယ်ဘယ်လောက်ပေါ်မှာတင်မှာလဲဆိုရင်50.25 ပေါ်မှာဘယ်လောက်ရာခိုင်နှုန်းတင်မှာလဲဆိုရင်15ရာခိုင်နှုန်းတင်ကျင်တာဒါဆိုရင်ခွဲပိတ်မယ်အနာခောက်ချလိုက်မယ်ဆိုရင်အတိတ်ဘက်ကသူ့ရဲ့ purchase price 50.25 ကို15ရာခိုင်နှုန်းတင်လိုက်တဲ့အခါမှာ59.8 ရတယ်ကြည်ပြတို့တွေလိုချင်တာဒီ 66.34 ကိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရာခိုင်နှုန်းကိုမရမချင်းခဏမပြင်တော့ဘူးဘာနဲ့ချိန်လို့ရလဲကိုလိုချင်တဲ့ resource ကိုကလစ်တစ်ချက်နှိပ်လိုက်တာနဲ့ tools တစ်ခုသုံးလိုက်တာနဲ့အဖြေတစ်ခါတည်းထွက်ဖို့အတွက်ဆိုရင်သုံးရမယ့် tools က go6 ဆိုတဲ့ tools ကိုသုံးလို့ရတယ်ဘယ်မှာရှိလဲဆိုရင် data tab ထဲမှာရှိပါတယ် data tab ထဲကဒီမှာ what if analysis ဆိုတာရှိပါတယ်ဒါလေးနော် what if analysis ထဲက go6 ဆိုတာလေးရှိပါတယ်အဲ့ဒီမှာ set cell ဆိုတဲ့နေရာလေးရှိတယ် set cell ဆိုတဲ့နေရာမှာကြာရင်ကိုကဘာကိုမှတ်ပေးရမှာလဲဆိုရင်ကိုလက်ရှိတွက်ထားတဲ့အဖြေဒီ 60.3 ကိုဆက်လက်မှတ်ပေးရတယ် to value မှာကြာကိုဘယ်လောက်ရချင်တာလဲပေါ့နော်ကိုကဘယ်လောက်ရချင်တာလဲကိုဘယ်လောက်ရချင်တာလဲဆိုလို့ရှိရင်66.34 ရချင်တာဟုတ်ပြီဒါဆိုရင်66.34 ရဖို့အတွက် changing cell ဆိုတဲ့နေရာမှာဘယ်ဟာကိုပြောင်းမှလဲလို့မေးတာကိုကပြောင်းချင်တာကရာခိုင်နှုန်းကိုပြောင်းချင်တယ်ဆိုရင်ရာခိုင်နှုန်းကိုဆက်လက်မှတ်ပေးရပါတယ်တကယ်လို့ကိုက purchase price ကိုပြောင်းချင်တယ်ဆိုရင် purchase price ကိုဆက်လက်မှတ်ပေးရပါတယ်အဲ့တော့ကြည်ပြတို့တွေလိုချင်တာဒီရာခိုင်နှုန်းကိုပြောင်းချင်တာဖြစ်တဲ့အတွက် by changing cell မှာ 20% ကိုဆက်လက်မှတ်ပေးရတယ် okay နှိပ်လိုက်မယ်ပြီး okay နှိပ်လိုက်တယ်ဒါဆိုရင်ဒီမှာရာခိုင်နှုန်းအမှန်ထွက်လာပါလိမ့်မယ်ကိုယ့်ရဲ့ purchase price က 50.25 သူ့ရဲ့ sale price က 66.34 ဒါဆိုရင်သူတကယ်တင်ထားတဲ့အမြတ်ရာခိုင်နှုန်းဒီ 32% အမြတ်တင်ထားပါတယ်ဆိုတာကိုကြည်ပြတို့တွေကသိနိုင်တယ်ဟုတ်ပြီနော်အဲ့တော့ကိုကကိုယ့်ရဲ့ဒီ sale price တွေမှာပေါ့နော်ဒီလိုမျိုးရာခိုင်နှုန်းတွေမပါဘဲနဲ့ sale price တွေပဲပါခဲ့တယ်အဲ့ဒီ sale price မှာမှကိုကရာခိုင်နှုန်းဘယ်လောက်လဲဆိုတာကိုသိကျင်နေဆိုရင်ဒီနည်းလမ်းကိုသုံးပြီးတော့မှအဖြေရှာလို့ရပါတယ်ရှင်ဒီသင်ခန်းစာလေးရာကြည်ပြတို့ sale price တွေစစ်တဲ့အခါမှာ sale price တွေရာခိုင်နှုန်းတွေကိုသိကျင်တဲ့အခါမှာတကယ်ကိုအသုံးဝင်တဲ့သင်ခန်းစာလေးတစ်ခုဖြစ်ပါတယ်ဒီသင်ခန်းစာလေးကိုသုံးပြီးတော့မှကိုယ့်ရဲ့လုပ်ငန်းမှာရှိနေတဲ့ရာခိုင်နှုန်းတွေကိုမြန်မြန်ဆန်ဆန်ရှာတတ်သွားပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ရှင်သင်တန်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်တယ်အပြင်တန်းမှာလာတက်ချင်တယ်သို့မဟုတ်ကိုက online ကနေပြီးတော့မှသင်တန်းတက်ရောက်ချင်တယ်ဆိုရင်ကြည်ပြတို့ရဲ့ page မှာလာရောက်မေးမြန်းလို့ရတယ်လို့မန္တလေးရဆိုလို့ရှိရင်လည်းအပြင်သင်တန်းမှာတက်ရောက်ချင်းစီအတက်သင်စနစ်နဲ့လာရောက်ပြီးတော့တက်လို့ရပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်